ဒီကစားသမားနှစ်ယောက်ကိုဇန်နဝါရီပြောင်းရွှေ့မှာလက်လွတ်ခံမှာမဟုတ်တဲ့ United အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါမဲ့ဇန်နဝါရီပြောင်းရွှေ့ကာလကတော့မကြာခင်ရောက်ရှိလာတော့မှာဖြစ်တာကြောင့်ကစားသမားပြောင်းရွှေ့တွေဟာ United အတွက်ထပ်မံလောက်ခတ်လာအောင်မှာဖြစ်ပါတယ်။လက်ရှိ United မှာပွဲထွက်ခွင့်များများဆဆရဖို့အတွက်အသင်းကနေထွက်ခွာခွင့်တောင်းဆိုထားတဲ့တိုက်စစ်ကစားသမားဂျိုရှူဝါဆက်စီနဲ့ကွင်းလဲလူကိုပီမိုင်နူတို့ရဲ့ဇလန်ကတော့စတင်လာခဲ့ပြီဖြစ်ပါတယ်။ကိုပီမိုင်နူဟာဒီယာဒီပရီးမီးယားလိမှာပွဲထွက်ခွင့်9ပွဲရရှိထားပေမဲ့ကစားခွင့်ရရှိထားတဲ့ပွဲတွေဟာအရန်ခုန်ကားနေတာဖြစ်ပါတယ်။ဒါကြောင့်မိုင်နူအနေနဲ့ United မှာပွဲထွက်ကစားခွင့်နေပါနေတာကြောင့်အသင်းမှာပျော်ရွှင်မှုမရှိဘဲဖြစ်နေတာပါ။ရူဘီအမိုရီနဲ့ကိုပီမိုင်နူပေါ်ဘရူနိုဖာနန်ဒက်ရဲ့ပွဲထွက်ခွင့်ကိုစိန်ခေါ်နိုင်တဲ့ကစားသမားမဟုတ်ကြောင်းသတ်မှတ်ထားခဲ့တာကြောင့်ရန်ကုန်ကနေသာပွဲထွက်စေခဲ့တာဖြစ်ပါတယ်။မိုင်နူအနေနဲ့ကလည်းလာမယ့်ကမ္ဘာဖလားမှာအင်္ဂလန်လက်ရွေးစင်အသင်းမှာကစားရဖို့အတွက်လက်ရှိမှာပွဲထွက်ခွင့်မိနစ်များများဆဆရဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲအသင်းကနေထွက်ခွာဖို့တောင်းဆိုထားတာဖြစ်ပါတယ်။နမကြီးသတင်းတောင်ဖာဘရီဇီယိုရိုမာနိုရဲ့ပြောကြားချက်အရကိုပီမိုင်နူအနေနဲ့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာအသင်းကနေထွက်ခွာခြင်းနေပြီးနာပိုလီအသင်းကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းပြောဆိုထားပါတယ်။နာပိုလီအနေနဲ့၎င်းတို့ရဲ့ကွင်းလင်ကစားသမားဒီဘရိုင်းဒန်ရန်ရရှိခဲ့တာကြောင့်ကိုပီမိုင်နူကိုအစားထိုးခေါ်ယူဖို့ချင်းကပ်လာခဲ့တာဖြစ်ပါတယ်။နာပိုလီဟာမိုင်နူကိုပြီးခဲ့တဲ့ရာသီကစိတ်ဝင်စားခဲ့တာဖြစ်ပြီးအခုဇန်နဝါရီမှာတော့ခေါ်ယူဖို့ပုံမလို့ရှားလန်နေကြောင်းသိရပါတယ်။ရူဘင်အမိုရီအနေနဲ့ကတော့မိုင်နူနဲ့ဆက်စီနှစ်ယောက်လုံးကိုဇန်နဝါရီပြောင်းရွှေ့မှာလုံးဝထွက်ခွာခွင့်ပေးမှာမဟုတ်ပဲအသင်းမှသာဆက်ထိန်းထားမှာဖြစ်ပါတယ်။လက်ရှိ United တို့အနေနဲ့3ဝက်ဆက်အနိုင်ရရှိထားတဲ့အချိန်ကိုထိန်းထားဖို့အတွက်ကစားသမားအင်အားအတောင့်တင်းရှိဖို့လိုအပ်တယ်လို့အမိုရင်တယောက်ယူဆထားပုံပါပဲ။လာမယ့်ခရစ်စမတ်ကာလနဲ့နှစ်ကုန်ပိုင်းတွေမှာ United အနေနဲ့ဥရောပပြိုင်ပွဲမကစားသည့်တိုင်ပရီးမီးယားလိမှာ Man City, Arsenal, Spurs စတဲ့အသင်းကြီးတွေနဲ့ပွဲချက်ကာလကိုရင်ဆိုင်ရမှာဖြစ်တာကြောင့်ရှိတဲ့ကစားသမားတွေကိုထွက်ခွာခွင့်ပေးဖို့ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ဆက်စီအနေနဲ့ကလည်း United မှာမိုင်နူထက်ဆိုင်ရင်ပွဲထွက်ခွင့်အတော်လေးနေပါနေတာကြောင့်အသင်းကနေထွက်ခွာခြင်းနေတာဖြစ်ပါတယ်။ဒီကစားသမားနှစ်ယောက်လုံးကိုတော့ဝက်ဆန်အသင်းကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။အမိုရီအနေနဲ့ဒီကစားသမားတွေကိုဆုံးရှုံးမခံနိုင်ရတဲ့နောက်ထပ်အကြောင်းရင်းကလက်ရှိမှာ United ရဲ့အကောင်းဆုံးကစားသမားတွေဖြစ်နေကြတဲ့အမ်ဘူဝနဲ့အာမတ်ဒီယာလိုတို့ကိုလာမယ့်ဇန်နဝါရီလကစလို့အာဖရိကန်နေရှင်ပွဲတွေကြောင့်တလာနီပတ်လက်လွတ်သွားဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အမိုရီအနေနဲ့အာမတ်နဲ့အဘူမိုတို့နေရာကိုအစားထိုးဖို့ကစားသမားအင်အားလိုအပ်နေတာကြောင့်မိုင်ယူနဲ့ဆာစီကိုအသင်းမှာဆက်ရှိစေမှာဖြစ်ပါတယ်။အမိုရီအနေနဲ့အမ်ဘူနဲ့အာမတ်ဒီယာလိုတို့နိုင်ငံကလပ်ကိုထွက်ခွာမယ့်အချိန်မှာတော့ကိုပီမိုင်နူကိုအသင်းရဲ့လူစင်းမှာထည့်သွင်းအသုံးပြုဖို့စဉ်းစားလာနိုင်ပါတယ်။မိုင်နူအနေနဲ့ကလည်းဘရူနိုကိုပွဲထွက်ခွင့်အတွက်စိန်ခေါ်နိုင်တဲ့ခြေစွမ်းမျိုးမရှိပေမဲ့သူကစားခဲ့တဲ့မိနစ်တိုင်းကိုအကောင်းဆုံးခြေစွမ်းပြကစားခဲ့တာကိုမြင်တွေ့ရမှာပါ။တကယ်လို့ဘရူနိုဖာနန်ဒက်သာအမ်ဘူမိုရဲ့နေရာကိုဝင်ရောက်ဖြစ်ဆွက်ကစားရမယ်ဆိုရင်မိုင်နူအနေနဲ့တေချာပေါက်ကွင်းလယ်မှာကက်စီမီရိုနဲ့အထိုင်ကစားရဖို့ရှိနေပါတယ်။အမိုရီဆိုတဲ့နီးပြကအတော်လေးကိုကောင်းမားတဲ့နီးပြဖြစ်ပြီးသူ့ကစားကွက်ထဲမှာကိုက်ညီနေတဲ့လူထင်တဲ့သူမှန်သမျှကိုအပြောင်းလဲမလုပ်ပဲပုံသေးထားကစားတတ်တဲ့သူမျိုးပါခတာကပြီးခဲ့တဲ့ Brighton နဲ့ပွဲမှာပွဲထွက်လူစင်းကအတောင်လေးဆုံးနေထားမှရှိနေတာကြောင့်မိုင်နူအတွက်ပိုပြီးပွဲထွက်ခွင့်ရဖို့ခက်ခဲလာခဲ့တာဖြစ်ပါတယ်။မိုင်နူဘက်ကလည်းကြည့်ရင်လည်းသူ့တက်ရွယ်ရအသင်းရဲ့ရန်ကုန်မှာထိုင်ပြီးအချိန်တွေကိုမကုန်ဆုံးနေတာကြောင့်အသင်းပြောင်းဖို့ကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်။အမရင်ကလည်းမိုင်နူကိုလက်လွတ်သွားမှာမဟုတ်တာကြောင့်လာမယ့်ပွဲစဉ်တွေမှာမိုင်နူကိုတင်ရတစ်ခုပေးသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ United ကိုချင်းငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။